စွာဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့ဖျားသခင်ပြင်ဆင်ခြင်းကြောင့်သာအတူတကွ New Year ကိုပါဝင်ခွင့်ရတယ်အတူတကွကျမတို့ရဲ့26နှစ်ပြောက် anniversary ကိုပါဝင်ပေးတဲ့အတွက်လည်းကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့နင်းစီပန်းပေးရခြင်းက unity ရှိခြင်းပြီးလို့ရှိရင်ဖျားသခင်ရှေ့မှာ2ယောက်က1ယောက်ပဲဖြစ်ခြင်းဖျားသခင်အတွက်အမွေးအကြိုင်ဖြစ်ဖို့ရဲ့အတွက်ဖြစ်ပါတယ်လို့နောက်တစ်ခုကအိမ်တော်မိသားစုကအသင်းတော်မှာအရေးကြီးပါတယ်လို့အိမ်တော်မိသားစုကပဲ generation by generation ကိုတည်ဆောင်သွားမဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ဖျားသခင်ရှေ့မှာအမွေးအကြိုင်ဖြစ်တယ်စားဖြစ်တယ်အလင်းဖြစ်တယ်နော်နင်းစီကအယောင်အမွေးမွေးတယ်သူကစူးလဲရှိတယ်ဘယ်လိုပြောမလဲfamily တွေမှာဝင်လာမဲ့အရာကိုပွဲကာခြင်းဖြစ်တယ်လို့ဒါကြောင့်မလို့နှစ်တစ်ထဲမှာနော်မဝင်စားတဲ့လူတွေအများကြီးပဲကျမတို့ဝင်စားခွင့်ရတယ်အဲ့ဒီအတွက်ကျေးဇူးတော်ကိုချီးမွမ်းတယ်လို့ပြီးတော့ဒီအတွဲတွေတွဲပါဝင်စေခြင်းဒါနှစ်တစ်ထဲမှာဇနီးမောင်နှံအတူအစမှာအတူပါဝင်ခွင့်ရခြင်းကနှစ်ဆုံးတဲ့အထိဘုရားသခင်မဆာပြင်ဆင်ထားတဲ့ကောင်းကြီးခိုင်ခန့်တဲ့လက်ကထိုလက်တစုံကဘယ်အရာနဲ့မှမတူဘူးเนาะအဖက်ဖက်မှရန်သူတွေလာပေမဲ့လမ်း9တန်းနဲ့ထပ်သွားတဲ့အခွင့်ကထိုလက်တွေရဲ့ခိုင်နေခြင်းခိုင်ခန့်ခြင်းပါပါတယ်လို့ဒါကြောင့်မလို့အရောက်စီတီကိုဖျားရှင်တာရွေးကောင်းကြီးပေးပါစေအဖမြတ်စွာဘုရားခင်ကိုရဖျားကြီးကျေးဇူးတော်ကြောင့်ဒါစတေဗလာနဲ့တမိပလဲတို့ကျေးဇူးချီးမွမ်းတယ်26နှစ်တိုင်ကိုရကောင်းကြီးပေးတဲ့anniversary လို့ရတော့ကြောင့်အရန်ကျေးဇူးတယ်ဗျမိသားစုစုံစုံလင်းလင်းနဲ့ကိုရဘုန်းတော်ထိရှားသောကျေးဇူးချီးမွမ်းတယ်အိမ်တောင်စပါကိုရကိတ်ဝတ်တဲ့အိမ်တော်ကအဩဇာသိကောင်းတယ်သိချီးမွမ်းတယ်လည်းကောင်းတယ်ကိုရဥဆောင်တဲ့အိမ်တော်ဖြစ်သောကြောင့်ဘုန်းတော်ထိရှားတယ်ဗျကျေးဇူးကြီးမြတ်ပါတယ်ဝန်ခံပါတယ်ကိုရကျမ်းမာခြင်းပြေဝါနဲ့သာသမီကောင်းကြီးငိုပတ်ဝန်းကျင်မှာရှက်သာသမီကောင်းကြီးရပြီးတော့ကိုဘလောက်ကြီးမြတ်တဲ့ဖျားဖြစ်တယ်လဲဆိုတော့ဒီသားဖြစ်ပြဖြစ်ဘုန်းတော်ထင်ရှားပြီးကျင်ညာလက်ဝန်ခံလက်သခင်ယေရှုဖျား၏မဟာနာမတော်မြည်ဖြစ်အလုံးရိုးစိတ်လေးပြည့်ဆုတောင်း၍စက္ကအနပါဖျားအာမင်ဖျားကိုရောကိုယေရှုတင်နေယနေ့ကိုရောပြင်ဆင်ပေးတဲ့နှစ်သက်အတွက်ယေရှုတင်တယ်လို့ကိုရောရှင်ဖျားပြင်ဆင်ပေးတဲ့ဒီမိသားစုတွေအားလုံးအတွက်ယေရှုတင်ပါတယ်ဖျားဒါပြီးတော့ချစ်တော်မှာဝိညာဉ်ပေးတဲ့ဒီမိသားစုတွေဒါပြီးတော့မိသားစုကောင်းကြီးဖြစ်တယ်လို့တာရဲ့သားတွေသမီးတွေသူတို့နေရာတိုင်းမှာသူတို့အောင်မြင်တယ်လို့ဒီရသားသမီးတွေရဲ့သားစဉ်မြေဆက်မင်္ဂလာရှိပါစေကောင်းစားပါစေအဖေအမေရဲ့ဂုဏ်ယူရတဲ့သားသမီးတွေဖြစ်ပါစေအဖေအမေတွေအတွက်ချီးမွမ်းရတဲ့သားသမီးတွေဖြစ်ပါစေဤဇနီးမောင်တွေအားလုံးကိုယေရှုနာမနဲ့ကောင်းချီးပေးပါတယ်အသက်ပြည့်နေရသောမင်္ဂလာကျမ်းမာခြင်းနဲ့ပြည့်တဲ့မင်္ဂလာငွေရေးကြေးရေးနဲ့ဆိုင်တဲ့မင်္ဂလာပြုလေသမျှမှာအကြံစီထားမြောက်တဲ့မင်္ဂလာမျက်နှာသာရခြင်းမင်္ဂလာသွားတဲ့နေရာတိုင်းမှာကိုရောကွယ်ကာခြင်းနဲ့ပြည့်စုံတဲ့မင်္ဂလာကိုရောရှင်ဖဲဘုန်းနဲ့လွှမ်းခြုံခြင်းမင်္ဂလာအဖျားဖျားတို့သည်ယနေ့ဒါမီတို့အပေါ်မှာဆုတောင်းပေးနေကြတဲ့ဇနီးမောင်တန်းဒါမကဘူးအိမ်တောင်တိုင်းအသက်တာအသီးသီးပေါ်မှာအမြဲထိုမင်္ဂလာသက်ရောက်တဲ့သားစဉ်မြေဇက်တိုင်အောင်ကောင်းကြီးနဲ့ပြည့်တဲ့မင်္ဂလာတို့သည်ဤသားသမီးတို့မှာသက်ရောက်ပါစေတော့လို့ဝန်ခံလျက်နာမတော်ကိုကောင်းကြီးပေးလေဤသားသမီးတွေအပေါ်မှာကောင်းကြီးမင်္ဂလာကိုကြီးညာပေးလိုက်ပါလေအဖထာဝရမြတ်စွာသောဘုရားသခင်အာမင်အာမင်